အားလုံးပဲမင်္ဂလာပါနေဆက်ရှိရဲ့12လ2025တရက်တာပေါ့လေထိပ်ပိတ်မင်းနေကြသူများအတွက်ဆိုတော့ပြီးခဲ့တဲ့အပတ်4ရက်မှာတော့ကျွန်တော်တို့3ရက်ပေးသွားတယ်ဟိုးရှိပတ်မှာတော့ကျွန်တော်တို့9ရက်ကို4ရက်ပေးသွားတယ်အခု3ရက်မှာ3ရက်လုံးတော့ပေးနေတယ်ပေါ့လေတတိထားတော့လည်းလောက်ကြပါတရက်တတိတော့လည်းပြတ်တတ်ပါတယ်နော်မနေ့ဝင်ညနေဝင်တယ်မနေ့ဝင်ညနေလွတ်တတ်ပါတယ်နော်မနေ့ရရင်တော့ညနေမလုံးနဲ့ပေါ့ထိပ်ပိတ်ပေါ့လေမနေ့တီးတဲ့ထိပ်ကတော့3.3ထိပ်ပေါ့အဒီကောင်လည်းတပတ်မှာ7မှာကျွန်တော်တို့9ချိန်အနည်းဆုံးဝင်ပါတယ်ဒီထိပ်ကမနေ့ကောညက်နေရောပေါ့နော်ကျွန်တော်ကတော့မနေ့ကောညက်နေရောထုတ်တာပါညနေအတွက်လိုချင်တော့ပိုက်ပါလာပါကျွန်တော်ညနေပိုင်းကျွန်တော်မတင်အားလို့ပေါ့လေပိုက်ပါမှာ join ထားပါအခမဲ့ပါနော်ကဲကြာရင်လည်းလောက်ထားကြပါအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့လုံးတော်ရီပြည့်စုံကြပါစေဘေးဥပအန္တရာယ်ခတ်သိမ်းကင်းဝေးကြပါစေကောင်းကျိုးလိုရင်ဆန္ဒလုံးတော်ရီပြည့်စုံကြပါစေ